စာလံကျမ်းခန်းကြီး1သို့ယုတ်သောသူတို့၏အကြံဉာဏ်အတိုင်းမလိုက်မလျှောက်အပြစ်သားတို့၏လမ်းတွင်မရက်မနေပြည့်ရည်ပြုတတ်သောသူတို့စုဝေးရာအရပ်၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေ့လျော်၍ထိုတရားတော်ကိုနေ့ညမပြတ်သင်ခြင်းအောက်မေ့သောသူသည်မင်္ဂလာရှိ၏ထိုသူကရေစီးသောချောင်းသားမှစိုက်ထား၍မိမိအချိန်တန်သောအခါအသီးသီးပြီးအရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏ပြုလေသမျှတို့၌အောင်မြင်တတ်၏သို့ယုတ်သောသူတို့မူကားထိုကဲ့သို့မဟုတ်လေတက်၍လွင့်သွားသောဖွဲနှင့်တူကြ၏ထို့ကြောင့်သို့ယုတ်သောသူတို့သည်တရားစီရင်တော်မူရာကာလ၌၎င်းအပြစ်သားတို့သည်ဖြောင့်မတ်သောသူတို့၏အစုအဝေးထဲ၌၎င်းရပ်တည်နိုင်ကြမည်မဟုတ်အကြောင်းမူကားထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့၏လမ်းကိုသိတော်မူ၏သို့ယုတ်သောသူတို့၏လမ်းမူကားပျက်စီးသွားလိမ့်မည်